အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုကပတ်စံလည်းအများကြီးမရှိဘူးဘောက်လိုက်ကောက်တဲ့လူပေါ့နော်ဘောက်ကောက်ထားတာလည်း coin တွေကအများကြီးဖြစ်နေတယ်အဲ့လိုအများကြီးကိုလည်းမထားခြင်းဘူးပေါ့နော် coin တွေကရှုပ်ရှက်ခတ်နေတယ်တီတီမွားမွားလေးကုစီကွာစာဖြစ်နေတယ်ပေါ့နော်အဲ့ဒါလေးတွေကိုနဲတော့အောင်ချုပ်နေတယ် combat တွေနဲ့ချိန်မယ် small amount ချိန်နေနဲ့ချိန်မယ်ဆိုလို့ရှိရင် coin 4မျိုး5မျိုး10မျိုးအမျိုး20လောက်ပဲကိုကကင်ထားခြင်းတယ်ဒါပေမဲ့အဲ့ဒီကင်ထားတဲ့ဟာကလည်းပျောက်ပြက်သွားတာဈေးလျော့သွားတာတွေမဖြစ်ချင်ဘူးဆုံးရှုံးသွားတာမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင်ဘလို့ coin တွေကိုကိုကကင်ထားတင်တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါနဲ့ဘယ်လိုမျိုးလဲဆိုတော့ကိုကဘောက်ကောက်ထားတာပတ်စံရလည်းမရှိဘူးဘောက်ကောက်ထားတာနည်းနည်းပါးပါပဲရမယ်$5 $10 $50 100ပေါ့ဗျာကောက်အဲ့လောက်ပဲရမှာပေါ့အဲ့လိုကိုယ့်လက်ထဲမှာရှိတယ်ဒါပေမဲ့ coin အများကြီးကွီးစီကွာစာတွေဖြစ်နေတယ် coin ကအမျိုးပေါင်းရားနဲ့ချီနေတယ်100 200ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါတွေအဲ့လောက်အများကြီးလဲကိုကမလိုချင်ဘူး5မျိုးပဲ coin 5ခုပဲကိုကပြောင်းပြီးကင်လိုက်မယ်10မျိုးပဲကင်လိုက်မယ်15မျိုးအမျိုး20ပဲကင်လိုက်မယ်ဆိုလို့ရှိရင်ဘလို့ coin တွေကိုရွေးတင်လဲဆိုတဲ့ဟာကိုပြောပြမှာပါအဲ့ဒါကဘာကြောင့်အဲ့လိုပြောင်းတင်လဲဆိုတော့ကိုကအများကြီးမကင်ထားခြင်းတဲ့အတွက်ပေါ့နော်ဘယ်နှစ်ခုပဲကင်ထားမလဲပြီးတော့အဲ့ဒီကောင်တွေကရောတေချာမှုရှိလားခိုင်မာမှုရှိလားဆိုတာကိုဈေးကွက်ထဲမှာကျွန်တော်တို့ကသွားစစ်ကြည့်လို့ရတယ်သူ့ရဲ့ကောင်းတဲ့ coin တွေကပေါ့နော် main coin တွေပါတွေမဟုတ်ဘူးပေါ့ဈေးကွက်ထဲမှာခိုင်မာမှုရှိတယ်သူတို့ဘယ်လိုပြောရလဲဈေးကွက် share လည်းများတယ်ပေါ့နော်ပြီးတော့တကယ်ကြီးမားတဲ့ company ကြီးတွေပါတယ်အုပ်ချုပ်ရေးအဖွဲ့တွေအစိုးရတွေပါတွေရပါအဲ့လိုဝယ်ထားတယ်သူတို့ group ကြီးတယ်ပေါ့ဗျာ background တွေလည်းတောင်းနေပေါ့အဲ့လို coin အမျိုးအစားတွေက market cap ထဲမှာသူက1 to 10ပေါ့1 to 5 1 to 20 1 to 30အဲ့လိုမျိုးစရင်ဝင်နေဈေးကွက်ထဲမှာဒီ coin တွေကအမြဲတမ်းတရက်မှာဝင်ငွေဘယ်လောက်ရှိတယ်ထွက်တာဘယ်လောက်ရှိတယ်အဲ့လိုမျိုးစရင်တွေရှိတယ်အဲ့ဒါတွေကိုဘယ်နှမှာကြည့်ရမလဲစစ်ရမလဲဆိုတဲ့နီးကိုပြောပြမှာပါကျွန်တော်ကဘယ် coin ဆို coin တွေကိုနာမည်တက်ပြီးတော့ပြောမှာမဟုတ်ပါဘူးအဲ့တော့ကိုဟာကိုအဲ့ဒီမှာစစ်တဲ့နီးလန်းကိုသိပြီဆိုရင်ကိုဟာကိုအဲ့ဒီနီးလန်းလေးတိုင်းသွားပြီးစစ်ကိုဟာကိုစဉ်းစားတွေးခေါ်ပြီးတော့အဲ့ coin ရဲ့ background တွေကိုလိုက်ပြီးတော့လေ့လာပေါ့နော်အဲ့ဒီလူတွေရဲ့အကြောင်းကိုလေ့လာကိုကပတ်စံရှိတယ်ဆိုလဲလောလောဆယ်မှာဒီလိုနည်းနည်းလေးရှိတဲ့အချိန်မှာပဲကိုကလေ့လာထားပါဒီလောကအကြောင်းကိုအကုန်သိသွားပြီ cryptocurrency အကြောင်းအကုန်သိသွားပြီ Binance ကိုသုံးတက်သွားပြီဆိုတဲ့ခါကြတော့မှကိုကပတ်စံရှိတယ်ဆိုရင်လည်းနောက်မှအရင်ညီထည့်ပါလောလောဆယ်မှာသင်တယ်လို့ပဲသဘောထားပါအနည်းဆုံး1နှစ်2နှစ်လောက်တော့သင်ပေါ့နော်6လရောအရင်ညံကောင်းရင်တော့6လပေါ့အဲ့ဒါမျိုးလေးလာလို့အချိန်ရသွားအောင်လို့ဆိုပြီးတော့ဒါမျိုးလေးတွေကိုပြောပြပေးတာပါဒါကတော့နီးလန်းပဲပေါ့နော်ကိုဟာကိုဖောက်ထွက်ပြီးစဉ်းစားနိုင်လို့ရှိရင်လည်းပိုအကျိုးရှိလာမယ်ပေါ့နော်ဒါမျိုးပေါ့မတိသေးတဲ့လူကတိသွားတာပေါ့တကယ်လို့တိပြီးသားလူတွေဆိုရင်တော့ကြည်စရာမလိုပါဘူးကြော်လိုက်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်အခုဒီမှာရွှေ့နေတာပြီးတော့မယ်ဒီနေ့ကောက်တာကျွန်တော်$1လောက်ပဲရတယ်ပေါ့နော်ဒါလေးတွေရွှေ့ပြီးသွားရင်ကျွန်တော်ပြောပြပါမယ်အခုရွှေ့နေတာကုန်းတော့မယ်3ခုပဲကျန်တော့တယ်အဲ့ဒါလေးတွေကိုလေ့လာပြီးလို့ရှိရင်နောက်ပိုင်းမှာကိုကျွမ်းကျင်သွားပြီဆိုတဲ့ခါကျတော့မှ Binance မှာကိုကြိုက်တာတွေလုပ်ပါ spot trader တို့ future trader တို့အများကြီးနောက်ပိုင်းမှာကျွန်တော်ဖြည်းဖြည်းချင်းပြောပြပေးမယ်ပေါ့နော်အခုပြီးသွားပြီတော့ finding နဲ့မှာဘာမှမရှိတော့ဘူးကျွန်တော် home ကိုပြန်သွားမယ်ဒီမှာ hot ဆိုတာကတော့ဒီနေ့ပေါ့ဗျာသူက hot ဖြစ်နေတဲ့ coin တွေပေါ့ဒီ coin တွေအောက်မှာဆွဲကြည့်လို့ရတယ်ပေါ့ဗျာအများကြီးပဲရှိတယ်ပြောရရင် selly coin တွေပေါ့ဒါတွေကမင်းသားမင်းသမီး coin တွေလို့ခေါ်တာပေါ့ဒီနေ့ hot နေတာသူ့ရဲ့ဘေးမှာကျတော့ loser ဂျင်ဂျာလို့ခေါ်တယ်ပေါ့နော်ဂျင်ဂျာဆိုတာဒီနေ့ဈေးတက်နေတဲ့ coin တွေဈေးအရန်တက်နေတဲ့ coin တွေအပေါ်ဆုံးဟာကအတက်ဆုံးသူအောက်ကိုရောက်သွားရင်တိတ်မတက်ဘူးဆိုတော့တက်တော့တက်တယ်ဒါပေမဲ့ဈေးတက်တာနည်းတဲ့ coin ဘေးမှာကျတော့ loser ဆိုတာအရန်ရှုံးနေတဲ့ coin ပေါ့နော်အပေါ်ဆုံးကတော့ဈေးအကျဆုံး coin အောက်ကိုဆိုရင်တော့ဈေးကျတယ်ဒါပေမဲ့နည်းနည်းပဲကျလာတဲ့ coin စိမ့်နေပြီးမှကျတဲ့ coin ဘေးမှာကတော့ new ဆိုတာကတော့အခုလက်ရှိမှာအသက်ထွက်ထားတဲ့ coin တွေပါအသက်ဆက် coin တွေပေါ့နော်ဒီပဲဘေးမှာတော့24 hour ပေါ့24နာရီအတွင်းမှာtrade တဲ့ဘောလုံးတွေပေါ့ဗျာအဲ့ဒီဘောလုံးငွေဝင်တာထွက်တာအများဆုံးဟာတွေကိုသူပြထားတာပါ
အဲ့လိုပေါ့ပြီးတော့ဒီမှာ crypto ပဲဘေးမှာ support မှာရှိတယ် support အဝင်အထွက်ဘယ်လောက်များလဲ future အဝင်အထွက်ဘယ်လောက်များလဲအဲ့ဒါတွေကိုကိုကစစ်လို့ရတယ်ကိုကြိုက်တဲ့ coin ရှိရင်ပေါ့နော်အဲ့ coin နာမည်နဲ့ရှာပြီးစစ်ပါဘေးမှာတော့ market cap ရှိတယ်အဓိကကျွန်တော်ပြောရမယ့်နေရာဒီနေရာပေါ့နော်ဒါ market cap ဒါကအရေးကြီးပါတယ်သူရဲ့ဒီ cryptocurrency လောကကြီးထဲမှာဒီ coin တွေကိုတကယ်အပြင်ကငွေသားတွေဘလောက်ထည့်ထားတယ်လဲဘလောက်ဝင်နေလဲဘလောက်ထွက်နေလဲဆိုပေါ်မူတည်တယ်ဥပမာဆိုရင်ဒီမှာ BTC ဆိုလို့ရှိရင်ဒီမှာဒါ trillion ပေါ့ 1.36 trillion ရှိတယ်သူ့အောက်ကကောင်းနေဆိုလို့ရှိရင်ဒါ billion တွေပဲရှိရတယ်ပေါ့နော် billion တွေbillion ဆိုတာအပြင်ကတကယ်တန်ဖိုးရှိတဲ့ငွေတွေကဟိုလဲပြီးတော့သူဒီထက်ကိုဝင်ထားတာပေါ့နော်အဲ့ဒါမျိုးအဲ့ထဲမှာကိုက1 to 5ထဲက coin ကိုရွေးမလား1 to 10ရွေးမလား1 to 20ကိုရွေးမလားဒါအဲ့ထဲကပါဝင်တဲ့ coin နေဆိုရှင်နည်းနည်းခိုင်ပါတယ်ပေါ့နော်အဲ့ထဲမှာတော့ဟို Doge တို့ဘာလို့တော့ပါလိမ့်မယ်သူတို့ကတော့ meme coin ပေါ့နော်ကျန်တဲ့ဟာတွေကတော့နောက်ကိုရဟိုကုမ္ပဏီကြီးတွေ background ကြီးတွေအစိုးရကြီးတာတွေသူတို့ပါတယ်ပေါ့နော်အဲ့ဒီမျိုးတွေမှာကိုယ့်ဟာကိုဝင်ကြည့်လို့ရတယ်ကြည့်တဲ့နီးလန့်လေးကိုလည်းပြောပြပေးမယ်ဒီမှာအောက်မှာဆွဲချရင်သူအများကြီးရှိတယ်ဒီမှာ BTC ကိုဝင်ကြည့်လိုက်မယ်ဆိုရင်ဒီမှာဒါသူ့ရဲ့ဒါဈေးနှုန်းဒါလက်ရှိပေါက်နေတဲ့ဈေးနှုန်းပေါ့နော်ဘေးမှာဆိုရင်info ရှိ info ဆိုတာ information ဆိုတာအချက်အလက်ပေါ့ဗျာဒီနေ့က681395အဲ့မှာအတက်အကျလေးဖြည်းဖြည်းချင်းရှိမယ်ဒီမှာ information က 1.37 trillion သူဝင်နေတယ်ဒီမှာအဲ့ဒါလေးတွေကိုကသွားစစ်လို့ရတယ်ဒီမှာသူရဲ့ဈေးဒီမှာ all time ဟာအောက်ဆုံးမှာဆိုရင် all time high အမြင့်ဆုံးကိုဘယ်လောက်ရောက်ဘူးလဲ326,000အောင်နဲ့$198ဒါအနှိမ့်ဆုံးဆိုရင်ဘယ်လောက်လဲ0. သူက$1တော့မပြည့်တဲ့ဈေးနှုန်းကနေစလာတာပေါ့နော်0.0486အဲ့လိုမျိုးပေါ့အဲ့ဒါကြီးသွားစစ်ကြည့်လို့ရတယ်ဒါပဲနှစ်ခုနှစ်ကဘယ်လိုဖြစ်ခဲ့လဲဒါတွေပေါ့သူ့ရဲ့coin supply ဘယ်လောက်ရှိလဲဆိုတော့21 million 21တန်းဆိုရင်သူရက်တန်သွားမယ်လုံးဝBitcoin ဆိုတာမရှိတော့ဘူးဒါလောလောဆယ်မှာ19.99 million ရှိတယ်အဲ့တော့20ပဲထားပါဗျာ1 million ပဲထပ်ထွက်လာတော့မှာ Bitcoin ကအဲ့ကောင်ကပေါ့နော်လေးတဲ့ကနေဒီကောင် mining လုပ်နေတဲ့လူတွေစီက1 million ပဲထွက်တော့မှာကျအဲ့ဒါကုန်သွားရင်ကုန်သွားပြီမရှိတော့ဘူးပေါ့နော်ဒီခုကဒါကတော့ training data ဆိုတာတော့ trade လုပ်နေတဲ့လူတွေပေါ့ဗျာသူတို့တွေ trade နေကြတာဒီမှာတစ်ရက်အတွင်းဘယ်လောက်4နာရီအတွင်း2နာရီအတွင်း1နာရီအတွင်းဟိုမိနစ်30အတွင်း15မိနစ်အတွင်းအဲ့လိုမျိုးကြည့်လို့ရတယ် money flow ဒီမှာအဲ့မှာငွေအဝင်ထွက်တွေဘယ်လောက်ရှိခဲ့လဲတစ်ရက်အတွင်းမှာBitcoin နဲ့ဝင်လာတဲ့ငွေကဘယ်လောက်ရှိလဲဒါမှမဟုတ် Bitcoin ကိုရောင်းပြီးတော့ငွေသားပြန်ထုတ်သွားတာဘယ်လောက်ရှိလဲအဲ့ဒါတွေကိုသွားစစ်လို့ရတယ်အဲ့တော့ကိုကိုင်းထားတဲ့ coin တစ်ခုချင်းကိုဒီ Bitcoin စစ်တယ်လို့သွားစစ်လို့ရတယ်အဲ့တော့ကို coin ကဆက်ပြီးတော့အခြေအနေကောင်းလားမကောင်းလားသူများတွေထုတ်နေတယ်ငါထုတ်ရမှာလားထည့်ရမှာလားအဲ့ဒါတွေကိုစဉ်းစားလို့ချင်းလို့ရတယ်ပေါ့နော်24နာရီအတွင်းမှာဒီမှာသူဘယ်သူတွေကရောင်းနေလဲဘယ်သူတွေကဝယ်နေလဲအမောက်အကြီးဆုံးရောင်းသွားတာဘယ်သူလဲအမောက်အသေးဆုံးရောင်းတာဘယ်သူလဲဝယ်တာကဘယ်သူလဲပေါ့အဲ့ဒါတွေကိုစစ်လို့ရတယ်နာမည်တော့မပေါ်ဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ဒီမှာဈေးကွက်ထဲမှာသူတို့သွားနေတဲ့ဟာတွေကိုကိုကအကုန်လိုက်စစ်လို့ရတယ်အဲ့လိုမျိုးသွားစစ်ပါဘေးမှာတော့ square ရှိတယ်ပေါ့နော် Binance ရဲ့ square Facebook နဲ့တိတ်မကွာပါဘူးတူပါတယ်အဲ့ဒီမှာကြတော့အဲ့ဒီ square ပေါ်မှာရောဒီ BTC အကြောင်း Bitcoin အကြောင်းကိုဘာလူတွေဘာတွေပြောနေကြသလဲဆိုတာကိုသွားကြည့်လို့ရတယ်ပြီးမှဒါ square ကိုပြမယ်ပေါ့နော်အခုဒီမှာတော့ကြည့်လိုက်ပါဒီမှာသူကအဲ့ဒီကောင်းလေးတွေအဝင်အထွက်ကဏ္ဍလေးတွေကပြောင်းသွားလိမ့်မယ်15မိနစ်ဆိုရင်တစ်မျိုးမိနစ်30ဆိုရင်တစ်မျိုးဒါတွေကဈေးကွက်ထဲမှာလက်ရှိဖြစ်နေတဲ့ဟာတွေပေါ့နော်ဘယ်သူတွေကရောင်းနေတယ်ဘယ်သူတွေကဝယ်နေတယ်ဒီမှာဆိုအယောင်းက32%ရှိတယ်အဝယ်က39%ရှိတယ်အဲ့လိုမျိုးလေးတွေပါအဲ့ဒါတွေကိုစစ်ကြည့်လို့ရတယ်ပြီးတော့ဒီမှာ square ကိုရောက်မယ်square မှာတော့ဒီမှာဘယ်သူတွေကဘာပြောနေတယ်လဲ Bitcoin အကြောင်းကိုသွားပြီးတကယ်လို့မဖတ်တတ်ရင်လည်း translate နဲ့ဖတ်ပေါ့နော်မြန်မာလိုဒီဘက်ကတော့ trade age ဒါကတော့သူများတွေအဲ့ဒီ Bitcoin ကို future တွေမှာ
ဟိုဆော့နေတဲ့လူတွေပေါ့နော်သူတို့ဆော့နေတဲ့ဟာဘယ်လောက်ရာခိုင်နှုန်းနိုင်နေဆိုတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုလုံးဝဖြူးကြမဆော့တတ်တဲ့လူတွေဆိုတချို့လူတွေက copy သွားကူပြီးတော့အဲ့လို copy နဲ့ဆော့ကြတဲ့နေရာပေါ့နော်အဲ့ဒါတွေကနောက်မှပြောပြပါမယ်ဒီအပိုင်းတွေမဟုတ်သေးလို့နော်အဲ့တော့အခုဒီမှာကျွန်တော်တို့ဟောပြန်သွားလိုက်မယ် home ကိုပြန်သွားပြီးတဲ့အခါကျတော့ဒီမှာကျွန်တော်ပြကြတခုကြ favorite ဆိုတာရှိရပေါ့နော် favorite ဆိုတဲ့ဟာဘာလဲဆိုကိုကြိုက်တဲ့ coin တွေကိုဒီမှာမှတ်ထားလို့ရတယ်တီးတက်ဒီကျွန်တော်တို့အရင်ကြည့်ခဲ့တဲ့ဟာအားလုံးတွေမှာမပါဘူးအဲ့ထဲမှာကိုကြိုက်တဲ့ coin ဆိုရင်တီးတက်ယူထားလို့ရတယ်အခုဒါငွေပေါ့နော်မြန်မာလိုငွေလို့ခေါ်တာပေါ့အဲ့ကောင်လေးကိုဒီမှာစတားလေးကိုပိတ်လိုက်ဖွင့်လိုက်လို့တကယ်လို့စတားလေးမှာကျွန်တော်တို့ရွှေရောင်းလေးမရှိတော့ဘူးပိတ်ထားလိုက်ပြီဆိုကျွန်တော်တို့ favorite တွေမှာမရှိတော့ဘူးဒီမှာပြန်ပြီး mark လုပ်လိုက်မယ်ဆိုရင်အဲ့ကောင်လေးကကျွန်တော်တို့အဲ့ favorite ထဲမှာပြန်ပေါ်လာမယ်အားလုံးကျေးဇူးတင်ပါတယ်